မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာဆွေရောက်ကိုပါကြမ်းမှကြံခိုင်းဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါတယ်အောင်မြင်သူတွေနဲ့ကြာဆုံးသူတွေကြားမှာဘာတွေကွာခြားမှုရှိသလဲအဖြေကတော့လေ့ကျင့်ပါပဲကျွန်တော်အားကြရတဲ့စံပြပုဂ္ဂိုလ်တွေရှိမှာထူးခြားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဆွဲပါသူတို့ကစိတ်မပါတဲ့နေ့တွေမှာတော့မှလှုပ်တင်လှုပ်ထိုက်တာကိုမပြတ်မကွက်လုပ်လို့ရှိပါတယ်ဒါကဝါရိတသီလရဲ့သဘောတရားပါပဲမကောင်းတာကိုရှောင်ပြီးကောင်းတာကိုဆောင်ရွက်ခြင်းပါစံပြပုဂ္ဂိုလ်ဆိုတာအပေါ်ယံအောင်မြင်မှုတွေမဟုတ်ပဲသူတို့ရဲ့နှိမ့်စင်ကတမ်းမှုမှာစနစ်တကျရှိနေတာကိုဆိုလိုတာပါအဲ့ချိန်စားချိန်ဒီကျင်ငန်းလုပ်ချိန်ကအစပရိတရားနဲ့ထိန်းချောင်းနေထိုင်ကြပါတယ်သင်လဲတရားရောက်အတွက်စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်ပါတယ်ဒီနေ့ပဲလေ့ကျင့်ကောင်းတွေနဲ့စတင်လိုက်ပါချိန်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ထရိနာနဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးစားပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမပြောရှင်ကြပါစေ